Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့သူရပါဒီနေ့ကြိုရွေးချယ်ထားတဲ့ cocktail လေးကတော့ classic cocktail မျိုးဖြစ်တဲ့ mint julep cocktail လေးပဲဖြစ်ပါတယ်ခင်ဗျာ mint julep cocktail တွေပါဝင်မဲ့ပစ္စည်းလေးတွေကတော့ whisky simple sour mint တို့ပဲဖြစ်ပါတယ်ခင်ဗျာ okay ဗီဒီယိုလေးကိုစလိုက်ရအောင်โอเคပထမဦးဆုံးခွက်ကိုရေခဲရိုက်တာပါမယ်ခင်ဗျာWhiskey 45 ml ထည့်ပါမယ်Simple sour 30 ml ထည့်ပါမယ်မင်း10ရွက်လောက်ထည့်ပါမယ်ကားနစ်လေးထည့်ပါမယ်ဒါလေးကတော့ classic cocktail မျိုးဖြစ်တဲ့ mint julep cocktail လေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြဖို့မြင်တာရက်ခံပါတယ်ခင်ဗျာ okay ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်